မိန်းကလေးတဦးဟာဒဏ်ရာရနေတဲ့ငွေငယ်လေးတစ်ကောင်ကိုတွေ့ရှိခဲ့ပြီးအိမ်ကိုခေါ်လာခဲ့ပါတယ်။သူမကငွေလေးကိုလှောင်အိမ်ထဲထည့်ထားပေမဲ့ငွေလေးကချက်ချင်းဆိုသလိုပဲမကြေမနက်ဖြစ်ပြီးအမူအရာပြတာကြောင့်လှောင်အိမ်ထဲကနေပြန်ထုတ်ပေးခဲ့ရပါတယ်။တကယ်တော့အဲ့ဒီငွေလေးဟာငကားမင်းတစ်ပါးဖြစ်နေမယ်ဆိုတာကိုသူမလုံးဝမသိခဲ့ပါဘူး။သူဟာကျင့်စဉ်တက်လှမ်းဖို့စ조사ရင်းပြင်းထန်တဲ့ဒဏ်ရာတွေရပြီးအင်အားကြီးတဲ့ကလူပြည်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မိန်းကလေးကငွေလေးမှာဒဏ်ရာတွေရနေတာကိုမြင်တော့ဆေးထည့်ပေးပြီးနာမည်လေးတစ်ခုလည်းပေးလိုက်ပါတယ်။ရက်အနှဲငယ်ကြာပြုစုပေးပြီးတဲ့နောက်မှာတော့ဒီငွေလေးဟာအင်မတန်အစားကြီးတယ်ဆိုတာကိုသူမသတိထားမိလာပါတယ်။ပေးသမျှအစားအစာတွေကိုအကုန်လုံးမျိုးချပစ်တာကြောင့်အစားလွန်ပြီးဒုက္ခရောက်မှာစိုးလို့သူမဟာငွေလေးအတွက်လက်ဖက်ရည်ကိုအမြန်သွားယူပေးခဲ့ရပါတယ်။ငွေလေးကအဖိုလားအမလားမသိတာကြောင့်မိန်းကလေးကသူမရဲ့ကတင်ကိုငွေလေးအတွက်ဖယ်ပေးလိုက်ပြီးသူမကိုယ်တိုင်ကတော့ကျမ်းပြင်ပေါ်မှာပဲအိပ်စက်ခဲ့ပါတယ်။ဒါပေမဲ့သူမအိပ်ပျော်သွားတာနဲ့ငွေလေးဟာသူ့ရဲ့မူလပုံရိပ်အစစ်အမှန်ကိုပြောင်းလဲလိုက်ပါတယ်။သူကမိန်းကလေးကိုအသာအရာပွေ့ချီပြီးကတင်ပေါ်မှာပြန်တင်ပေးခဲ့တယ်လို့တညလုံးလဲသူမအနားမှာအိပ်စက်ရင်းစောင့်ရှောက်ပေးခဲ့ပါတယ်။မိန်းကလေးကတော့တညလုံးဟိုဘက်ဒီဘက်လူးလိမ်ရင်းနဲ့မငြိမ်မသက်အိပ်စက်နေခဲ့တာပါ။နောက်တနေ့မနက်မှာတော့ငကားမင်းနိုးလာတဲ့အခါမိန်းကလေးကသူ့အပေါ်မှာခွအိတ်နေတာကိုတွေ့လိုက်ရပါတယ်။သူကသူမကိုဖယ်ပေးဖို့စူးစမ်းနေတော့မှပဲမိန်းကလေးကအနှဲငယ်လှုပ်ရှားလာတာကြောင့်ငကားမင်းဟာချက်ချင်းဆိုသလိုငွေငယ်လေးအဖြစ်ပြန်ပြောင်းလိုက်ပါတယ်။မိန်းကလေးမျက်လုံးပွင့်လာတဲ့အခါမှာတော့သူမအံ့အားသင့်သွားပါတယ်။သူမဟာကျမ်းပြင်ပေါ်မှာအိတ်ခဲ့တာကိုတေးသေးချာချာမှတ်မိနေပေမဲ့ဘလို့ဖြစ်ပြီးကတင်ပေါ်ကိုပြန်ရောက်နေမှန်းမစင်စားတတ်အောင်ဖြစ်နေပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူမသိလိုက်တာတခုကတော့ဒီတညဟာသူမရဲ့ဘဝတက်တန်းတစ်လျှောက်မှာအကောင်းဆုံးနဲ့အေးချမ်းဆုံးအိတ်ဆက်ခဲ့ရတဲ့ညတစ်ညဖြစ်ခဲ့တာပါပဲ။